အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကိုအခုပေါ့နော်ကျွန်တော်တို့ဒီ Facebook ကနေပြီးတော့ extra bonus အနေနဲ့ page တော်တော်များကိုပေးနေတာရှိတယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့သူကဘယ်လိုရေးထားလဲဆိုတော့ crop post or share post to subject group ပေါ့နော်အဲ့ဒါဘာလဲဆိုတော့သူဒီ subject ဆိုပြီးတော့ပြထားတဲ့ group တွေမှာတဲ့ post 6ခုကိုတွတ်တင်မယ်သို့မဟုတ် post 6ခုကို share ပေးရမယ်အဲ့လိုလုပ်ပေးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီ extra bonus အနေနဲ့$ရမယ်ပေါ့နော်အဲ့တော့သူကအချိန်9ရက်ပေးထားတယ်ပေါ့နော်9ရက်အတွင်းမှာသူ suggest ပြထားတဲ့ group တွေမှာကျွန်တော်တို့ကိုပို့6ခုတွက်တင်ပေးရမယ်သို့မဟုတ်ပို့6ခုကို share လုပ်ပေးရမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့က due date ကိုနှိပ်လိုက်တဲ့အခါမှာသူကဒီမှာ suggest group ဆိုပြီးတော့ပြပေးထားတာရှိတယ်အဲ့တော့သူဒီ suggest group ဆိုပြီးပြထားတဲ့ group တွေမှာပဲဒီပို့6ခုကိုတွက်တင်မယ်သို့မဟုတ်သွားပြီးတော့ share ပေးမယ်နော်တခြား group တွေမှာလုပ်မယ်ဆိုရင်တော့မရဘူးပေါ့နော်အဲ့ဒီအတွက်ကိုသူက9ရက်အချိန်ပေးထားတယ်9ရက်အတွင်းမှာကျွန်တော်တို့ကပို့6ခုကိုတွက်တင်တာပဲဖြစ်ဖြစ် share လုပ်လိုက်တာပဲဖြစ်လုပ်ပြီးမယ်ဆိုရင်တော့ကျွန်တော်တို့အတွက်$1ရမယ်ပေါ့နော်ဒါက Facebook ကနေပြီးတော့မှကျွန်တော်တို့ကိုဒီ engagement တွေ reach တွေတိုးစေဖို့အတွက်promotion အနေနဲ့ပေးလိုက်တာပေါ့နော်အဲ group တွေမှာ share ဝင်ပေးလိုက်တာအဲ့တော့ကျွန်တော်တို့ကဒီ$1ရဖို့အတွက်ဆိုရင်တော့ကျွန်တော်တို့ကပို့6ခုကိုတင်မယ်သို့မဟုတ်ကျွန်တော်တို့သွားပြီးတော့ share ပေးလိုက်မယ်ဟုတ်ကဲ့ကျွန်တော်ဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်